Hello အားလုံးပဲမင်္ဂလာပါအခုကတော့ German A1 vocabulary အပိန်းရှစ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ် Kusbache Kusbache အတန်ထဲကဘာသာစကား Kusbache အတန်ထဲကအတုံးအနှုံးတွေအတန်ထဲမှာသုံးတဲ့အတုံးအနှုံးတွေကိုပြောတာပါ Beispiel 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 ဥပမာ Beispiel ဥပမာ Lexion လေ့ကျင့်ခန်း Lexion လေ့ကျင့်ခန်း Lexion Lexion Seite 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 စာမျက်နှာ Ergänzen 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 ကွက်လက်ဖြည့်ပါ Fragen 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 မေးတာ Horen 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 နားထောင်သည် Lesen 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 ဖတ်သည် Machiares 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 မတ်သည်အမတ်အသားပြုလုပ်သည် Machiares Meinen 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 ထင်မြင်သည်ယူဆသည် Meinen Meinen Passen ကိုက်ညီမှုရှိသည် Passen 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 Raten 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 ခမန်းသည် Sagen 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 ပြောသည်ပြောသည် Sagen 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 ပြသည်ပြသည် Sagen Zuordnen 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 ရှင်သွဲသည်အားလုံးပဲအဆုံးထိနားထောင်ပေးလို့ကျေးဇူးပါ